ဒီနေ့ကပြင်သစ်ရဲ့ Christmas ကာလမှာသူတို့တွေဘယ်လိုဆင်နွှဲကြလဲဘယ်လို decoration တွေလုပ်ထားလဲဆိုတာလိုက်ကြည့်ကြည့်မယ်မြို့ရင်းမှာကဒီလိုမျိုးအဆောက်အဦတွေတိုင်းမှာပေါ့နော်အဲ့လိုမီးလင်းရောင်လေးတွေနဲ့အလှဆင်တာတွေလမ်းတွေမှာဆိုလည်းအဲ့လိုပုံစံမျိုးပေါ့နော်ဆိုင်ကန်းတွေလည်းအများကြီးဖွင့်နေပေါ့အဲ့ဒီမှာသူတို့ကဒီမုတ်ဈေးပွဲတော်မျိုးလေးလုပ်တယ်ပေါ့နော်သူတို့အဲ့ area တစ်ခုမှာသတ်မှတ်ပြီးတော့အဲ့ထဲကိုလူတွေအများကြီးအဲ့လိုဝင်သွားတယ်ပေါ့နော်ဝင်ပြီးတော့သတ်မှတ်ထားတဲ့လူဘယ်နှယောက်ပဲဝင်ရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အထဲမှာလူရမ်းပြည့်ကျက်သွားမှာဆိုလို့အဲ့ကြရင်သူတို့အပြင်မှာတားထားတယ်ထဲကနေ2ယောက်ထွက်လာရင်သူကအပြင်က2ယောက်ကိုပေးဝင်တယ်အဲ့လိုပုံစံမျိုးပေါ့နော်ကဲအဲ့ထဲမှာဆိုင်တွေအများကြီးရှိတယ်အဲ့ဆိုင်တွေကအများစုကဒီလိုအယုတ်ကလေးတွေအယုတ်သေးလေးတွေရောင်းနေဆိုင်တွေaccessory ရောင်းတဲ့ပစ္စည်းတွေမုတ်တွေလည်းအများကြီးရှိတယ်ပေါ့နော်သူတို့ဘလို့မုတ်မျိုးလေးတွေ Christmas မှာစားလေးရှိရလဲဆိုတာလေးတွေလိုက်ကြည့်မယ်ပေါ့နော်သူတို့လက်မှုပညာအယုတ်ကလေးတွေလည်းရှိတယ်ပြီးတော့ရင်အများစုကဒီ Christmas ကာလမှာဘာလုပ်ကြလဲဆိုတော့အဲ့လိုဝိုင်းပူပူလေးတောက်တယ်ပြီးရင် chocolate ပူပူလေးတောက်တယ်လက်မှုပစ္စည်းလေးတွေလိုက်ကြည့်တယ်ပေါ့နော်ပြီးတော့ရင်အဲ့လိုတခုခုပူတဲ့အဲ့လို cheese ပူပူလေးတွေလည်းစားရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဒါကကြတော့အဲ့လိုအိတ်ကလေးတွေပေါ့နော်တော်တော်လေးလှတယ်သူတစ်သားအယောင်လေးတွေနဲ့ဒီလက်ပတ်နာရီဆိုလို့ရှိရင်လည်းသူတစ်သားနဲ့လှုပ်ထားတဲ့ပုံစံမျိုးလေးပေါ့နော်တစ်သားလို့ခေါ်ရလားဘယ်လိုခေါ်လဲတော့မသိဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးဒါဆိုလို့ရှိရင်ဒီဝိုင်းပူပူလေးရှိတယ်ပြီးရင်ဒီစီထွန်ဒီတမယာကြီးပူပူလေးတွေလည်းရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေစားလို့ရတယ်ကဲအရက်တို့ဘာလို့လဲရောင်းနေပေါ့နော်ဒီဟာလေးဆိုလို့ရှိရင်စက်ကူခောက်တဲ့ပစ္စည်းပေါ့နော်ဟိုလေဖိတ်စာတို့ဘာလို့မှဖိတ်စာကိုဖွင့်လိုက်လို့ရှိရင်အထက်ကနေ 3D decoration အဲ့ဒီပုံစံလေးခောက်ထားတဲ့ဟာလေးကြွတက်လာတာလေအဲ့လိုမျိုးပုံစံလေးတွေခောက်ထားတဲ့ဟာလေးအများကြီးပဲပေါ့နော်တော်တော်လေးလာတဲ့ပုံစံလေးတွေလည်းရန်ဆန်းနေဒါအိမ်ပတ်ဝန်းမှာချိတ်တဲ့ဟာလေးတွေပေါ့နော်အဲ့လိုပစ္စည်းလေးတွေလည်းရောင်းနေအများကြီးပေါ့နော်ဒီတကြားလုံးနေမီးအိမ်နေအဲ့ဒါတွေလည်းအများကြီးရှိတယ်သူတို့အနောက်တိုင်းရဲ့ပုံစံလေးဈေးပွဲတော်ကအဲ့လိုပုံစံမျိုးလေးတွေပေါ့နော်ရာသီဥတုကအေးနေပြီဆိုတော့လေအကုန်လုံးကဒီလိုနေရာလေးမှာလာပြီးပစ္စည်းလိုက်ကြည့်ပင်ဝိုင်းပူပူလေးတောက်အဲ့လိုမျိုးလေးတွေလောက်ကြတာပေါ့နော်အဲ့လိုအယုတ်ကစားစရာပုံစံမျိုးလေးတွေပစ္စည်းဆန်းလေးတွေလည်းအများကြီးရှိတယ်လက်ဝတ်လက်စားဒီလို accessory ပုံစံလေးတွေလည်းရှိတယ်သူတို့ကဒီလိုဆိုင်ကန်းလေးတွေကိုမြို့နယ်ကနေပြီးတော့တေချာချိုတင်ပိုကင်လုပ်ပြီးတော့ယူပြီးလာဖွင့်ရတာပေါ့နော်ဒါလေးဆိုလို့ရှိရင်ဖျောင်းတိုင်အမွှေးတိုင်လို့ခေါ်လာမသိဘူးအဲ့လိုပုံစံမျိုးလေးတွေပေါ့နော် cupcake ပုံစံလုပ်ထားတာချစ်စရာလေးဒီဟာလေးဆိုလို့ရှိရင်အဲ့လိုကြီးနဲ့လုပ်ထားတာတန်နဲ့လုပ်ထားတာဘယ်လိုခေါ်လဲအဲ့ဒီဟာလေးတွေလည်းရှိတယ်အဲ့လိုအယုတ်ကလေးတွေပေါ့နော်ကဲဒါလေးကကြတော့ရှေးဟောင်းမက်ခွက်လိုပုံစံမျိုးလေးတွေအဲ့လို Harry Potter တို့ဘာလို့ကားတွေကလိုမျိုးလေးရှေးဟောင်းစာအုပ်ပုံစံလေးရှေးဟောင်းမက်ခွက်ပုံစံလေးတွေပေါ့နော်အဲ့ဒါလေးတွေရဲ့အယုတ်ကလေးရဲ့လည်းရှိတယ်ဒီအယုတ်ကလေးတွေဆိုလည်းကြည့်လိုက်မိုက်တယ်နော်ချစ်စရာလေးအဲ့ဒါလေးတွေလည်းရှိတယ်ပြီးတော့ရင်ဒါကလေးကမီးအိမ်လေးပေါ့နော်ဖန်ကွက်လိုပုံစံမျိုးထဲမှာမီးအိမ်လေးအပြင်ကနေဒီဇိုင်းစုံပုံစံစုံမြင်ရတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးတွေလည်းရှိတယ်အကုန်လုံးကလိုချင်စရာလေးတွေတော်တော်လေးလှတယ်ဒါဆိုရင်အယုတ်ဆက်တဲ့ပစ္စည်းတွေပေါ့နော်ကပားမြေပုံဆက်တဲ့ပုံစံမျိုးအယုတ်ဆက်တဲ့လို့တသားနဲ့တင်မော်ကြီးတွေဆက်တာမျိုးအဲ့လိုပုံစံမျိုးဈေးနှုန်းနေရတဲ့လောက်ပေါ့နော်ကဲဒါလေးဆိုလဲတော်တော်လေးချစ်ဖို့ကောင်းတယ်ဒါလေးကတသားနဲ့လှုပ်ထားတယ်ဒီလိုဖန်ပကံတင်တဲ့ဟာမျိုးဖန်ခွက်တင်တဲ့ဟာမျိုးအဲ့လိုပုံစံမျိုးလေးပေါ့နော်တသားတွေကိုသူကဆက်ထားတဲ့ဟာမျိုးပေါ့နော်ဒီတစ်ချက်ကို10 euro 15 euro အလောက်တော့ပေးရတယ်စံတစ်ချက်ဝယ်လာခဲ့တယ်ချစ်စရာလေးနော်ငှက်ပုံစံလေးတွေစပစ်သီးပုံစံလေးတွေတသားနဲ့လှုပ်ထားတဲ့ဒီလိုလင်းပြန်လေးတွေဖန်ခွက်လေးတွေဖန်ခွက်တော့မဟုတ်ဘူးခွက်ပေါ့တသားခွက်လေးတွေရှိတယ်ဒါကမြန်မာမှာလည်းရှိတယ်လို့ကြောက်ကလေးတွေနဲ့တစ်ပင်ပုံစံလုပ်ထားတာပေါ့နော်ကဲဒါကကြတော့ဒီဟမ်ဘာဂါပေါ့နော်ဘိုက်စာလို့ဒီမှာဘာဂါဝင်ရင်လုံးဝယ်စားမယ်ဒီလိုမျိုးချိန်မှာလူတွေကလေးပူပူလောလောလေးတွေတခုခုအဲ့လိုစားကြင်ကြတာပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုင်နေမှာဆိုတန်းစီနေရပဲမသားပူပူလေးသားတော့တခုတော့ဝယ်ပေးနေပါတယ်ကဲအဲ့ဒါလေးအရင်ဆုံးစားမယ်ပေါ့နော်လိုက်ကြည့်နေနေဒါလေးကတခုကို10 euro လောက်တော့ပေးရတယ်ထင်တယ်ကဲပြန်လာပြီစားမယ်တူတူစားကြမယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒါကကြတော့အဲ့ဝိုင်းပူပူလေးရောင်းနေဆိုင်
wine တို့chocolate တို့အဲ့ဒါလေးတွေရောင်းနေဆိုင်ပေါ့နော်အရေးတောက်တာပေါ့နော်ဒါတော့ wine မတောက်တတ်တဲ့အခါကျတော့ဒီ chocolate ပူပူလေးတောက်ကြမယ်စားပူပူလေးရောသူ့မိသားစုတစ်ခုလုံးရောalcohol မတောက်တတ်ဘူးပေါ့နော်ကဲ chocolate ပူပူလေးတောင်းရင်းနဲ့ decoration လုပ်ထားတာလေးလိုက်ကြည့်မယ်ဒီလို fairy wheel ဒီလိုချားရဟတ်ကြီးတွေလည်းရှိတယ် Christmas သစ်ပင်ပုံစံလုပ်ထားတဲ့အလှဆင်ထားတဲ့ဟာလည်းကြည့်ရွယ်ရှိတယ်ဒီလိုပုံစံမျိုးဝင်ကပါလိုပုံစံမျိုးလေးတွေလည်းရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင် opera camera ဆိုလို့ရှိရင်လည်းမီးတွေနဲ့ညပတ်ဆိုလို့ရှိရင်အဲ့လိုမျိုးနေရာတိုင်းမှာအဲ့လိုပုံစံမျိုးလေးလုပ်ထားပေါ့နော်ကလေးတွေဆော့လို့ရတဲ့နေရာတွေလည်းရှိတယ်တချို့အစာအုပ်တွေကကြတော့လေဒီလိုပုံစံမျိုးမီးတွေနဲ့ထိန်ထိန်လင်းပြီးတော့ပြပြဖြစ်နေအောင်လုပ်ထားတာမျိုးပေါ့နော်တော်တော်လေးလှတယ်မိုက်တယ်နော်လုပ်ထားတဲ့ပုံစံတွေကကဲအဲ့နေရာရဲ့ဘေးနားမှာကြတော့လေသူတို့နှင်းနေကြထားတာအတုပေါ့နော်နှင်းအတုပုံစံလုပ်ထားတာဒီပိုလာဝုံကြီးတွေပင်ကွင်းပုံစံနေပြီးသွားရင်ဒီလိုမျိုးပြီးတော့ရင်တရားခရစ်စမတ်ရဲ့တင်ဂီတာပေါ့နော်ဟိုတမင်ဆွဲတယ်လေဟိုစွတ်ဖားလို့ခေါ်လာမသိအဲ့ဒါလေးရဲ့ဒါကြတော့မာရီယိုဇက်ကောင်ပုံစံဝတ်ထားတဲ့လူတွေပေါ့နော်သူတို့နဲ့တပုံတူတူတွေ့ရိုက်လေးရတယ်ဒါတချို့အစာအုပ်တွေကတော့ညဘက်ဆိုရင်ရမိုက်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်အဲ့လိုလေးနှင်းလျှောစီးတဲ့နေရာတွေလည်းလုပ်ထားတယ်နှင်းလျှောစီးခြင်းလည်းစီးလို့ရတယ်ကလေးတွေအများကြီးပဲလာစီးကြတယ်ပေါ့နော်သူတို့ကငယ်ငယ်လေးနဲ့တော်တော်လေးစီးတတ်ကြတယ်ဇာတို့ကတော့မစီးနိုင်ဘူးပေါ့နော်ချော်လဲမနာမှာဆိုလို့အစားတောက်သမားဆိုအစားတောက်ဘက်ကိုသွားမယ်ဒီကဂုံတို့ပဇွန်တို့ကိုစားလို့ရတဲ့အစိမ်းစားတဲ့နေရာပေါ့နော်ဒါတို့ကဂုံတပကံဝယ်ထားတယ်ဂုံလို့ခေါ်လာမသိဘူး oyster ပေါ့နော်အဲ့ဒါက20 euro လောက်တော့ပေးရတယ်ဒီတပန်းစာကိုပေါ့နော်အဲ့ထင်မှာဒီဂုံတွေရဲ့ပြီးရင်သမယာဒီအစိတ်ကလေးရဲ့ပြီးတော့လို့ရှိရင်ပါမုံနဲ့ထောပတ်တုတ်ထားတဲ့ဟာရတယ်ပေါ့နော်ဇာတို့ကအဲ့ဒါစားတယ်အစိမ်းစားတဲ့ဟာဆိုတော့သူကအပေါ်ကနေသမယာရည်လေးဆန်းစားလို့ရအောင်သမယာသေးစိတ်လေးပေးရပေါ့နော်သူကအဲ့လိုပုံစံမျိုးလေးအခုံခွာတယ်ခုံခွာတဲ့ပုံစံရိုက်ထားတာပေါ့နော်ကဲအဲ့ဒါလေးကိုအရင်စားမယ်သူကဂျပန်ရဲ့ဂုံနဲ့နှိုင်းရှင်လိုက်လို့ရှိရင်တော့ဂျပန်ဂုံကပိုပြီးကြီးတယ်ကြီးရတာဂျပန်ဂုံကကြတော့မွေးမြူတေချာမွေးမြူထားတဲ့မွေးမြူရေးဂုံလို့ထင်တာပဲပေါ့နော်ဒါကကြတော့တဘာဝအတိုင်းမလို့လားမသိဘူးအရင်သေးတယ်သူပမုတ်ကတော့ဒီလိုပုံစံမျိုးလေးပေါ့နော်ကဲအဲ့ဒါစားပြီးတော့ cozy flat ဆိုတဲ့ဟာလေးစားဖြစ်တယ်သူက reckless လို့ပုံစံမျိုးလေးပဲပေါ့နော်ဝက်ပောင်ကြောက်ရည်အာလူးရည် cheese ရည်ကိုရောပြီးတော့ချက်ထားတဲ့ပုံစံမျိုးလေးပေါ့နော်သူလေးစိမ့်လေးနဲ့စားလို့ကောင်းတယ်10 euro ပေးရတယ်အဲ့ဒါစားပြီးတော့ဒီချူဟိုဆိုတဲ့ဟာလေးစားဖြစ်တယ်ဒါလေးကတော့ Christmas မှာမပါမဖြစ်ပေါ့နော်သူကဒိုနတ်အချောင်းလိုပုံစံမျိုး cinnamon နဲ့တကြားနဲ့တေချာလောက်ထားတဲ့ပမုံမျိုးပေါ့နော်ကဲအဲ့ဒါလေးကုန်စားပြီးပြီဆိုတော့လည်းပိုက်တင်းနေပြီအိမ်ပြန်မယ်ပေါ့နော်အိမ်ပြန်တဲ့လမ်းကိုလည်းကြည့်လိုက်ပါအောင်အဲ့လိုမျိုးလမ်းမှာမြူတွေဆိုင်ပြီးတော့အရှိကတော့မမြင်ရတော့ဘူးနည်းနည်းတော့လန့်လာတယ်ပေါ့နော်ကဲပူပူနဲ့ကျမပျော်ပျော်ရွှင်ရွှင် Christmas Day လုပ်ခဲ့တာလေးပါအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်တတာ